မင်္ဂလာပါ Drawfish က Drawfish မှာကကျွန်တော်တို့ပစ္စည်းတွေရင်းစရာရောင်းစရာပို့စရာမလိုဘူးเนาะ Drawfish application ကကိုရောင်းပေးတယ်ကုမ္ပဏီကမှာသမျှပစ္စည်းတွေကိုအိမ်နိုင်ရရောက် customer service အကုန်ပေးပြီးတော့ပို့ပေးတယ်เนาะ Drawfish စနစ်က isolate နဲ့ပေါ်တာကျွန်တော်တို့လုပ်ပေးရမှာကဒီ Drawfish application တွေကိုဖုန်းထဲမှာဒေါင်းမီသုံးစွဲတဲ့လူတွေများလာအောင်ကြော်ညာမျှဝေပေးဖို့เนาะဒီ application လေးကိုလူတွေသိအောင်ကျွန်တော်တို့မျှဝေပေးအောင်ကြော်ညာပေးအောင်เนาะကျွန်တော်တို့လုပ်ပါဒါပဲเนาะကျွန်တော်တို့ကဈေးရောင်းရတာမဟုတ်ဘူးเนาะဈေးကွက်ချဲ့ထွင်ပေးရတာဒီ application ကကျန်းမာရေးဖြည့်ဆွဲတက်စာနဲ့အလှကုန်ပစ္စည်းတွေကိုစုစည်းထားတဲ့ application တွေเนาะဒါကိုကျွန်တော်တို့ရဲ့ကိုယ်ပိုင် ID ကုန်းနဲ့ဒေါင်းမီသုံးစွဲထားတဲ့သူတွေကသူတို့ဖုန်းတွေသူတို့ကြိုက်တဲ့ချိန်ဝယ်သုံးဘယ်ချိန်ဝယ်သုံးကျွန်တော်တို့ကော်မရှင်ကရတယ်အဲ့စနစ်နဲ့တွားတာเนาะဒါကြောင့်ဒီလုပ်ငန်းကိုထိုင်းမှာရောက်နေတဲ့ကိုမတွေဘယ်သူမဆိုချိတ်ဆက်ပြီးလုပ်လို့ရတယ်ဒီ application လေးကိုလည်း Play Store မှာအလွယ်တကူ download လို့ရတယ်เนาะ download ပြီးရင်သူ့ထဲမှာအခမဲ့ account တစ်ခုဖွင့်ပြီးရင်ဒီလုပ်ငန်းရဲ့အကြောင်းကိုသိချာချာကိုယ်တိုင်လေ့လာเนาะအဲ့လိုလေ့လာဖို့တည်းကျွန်တော်တို့ကချိတ်ဆက်ပေးမယ်เนาะအခမဲ့သင်ပေးတဲ့အဖွဲ့ရှိတယ်ကျွန်တော်တို့လည်းအဲ့ဒီသင်ပေးတဲ့အဖွဲ့မှာလေ့လာသင်ယူပြီးတော့လက်တွေ့လှုပ်ဆောင်ကြတာเนาะဘယ်သူမှတက်လို့လုပ်တာမဟုတ်ဘူးเนาะကျွန်တော်လေ့လာသင်ယူပြီးမှလုပ်ရတာเนาะပြီးတော့လေ့လာပြီးတော့လည်းကိုတကယ်ကြိုက်နှစ်သက်တယ်ကိုနဲ့ကြိုက်တယ်ဆိုမှဆက်လို့เนาะကိုနဲ့မကြိုက်ဘူးကိုလည်းမကြိုက်ဘူးဆိုရင်မလုပ်နဲ့เนาะဘာမှမဖြစ်ဘူးเนาะလေ့လာလို့ရတယ်ဘာမှမဖြစ်ဘူးအားလုံးအခမဲ့ပဲเนาะအားလုံးအဆင်ပြေကြပါစေ